ကလေးတယောက်တာမန်အေးမိတာနဲ့အသက်အန္တရာယ်ရှိတဲ့အဆုတ်ရောင်တာကိုဘယ်လိုခွဲခြားမလဲအားလုံးပဲမင်္ဂလာပါပပမ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ပပမ channel မှာကျမရဲ့ကူစုရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ဒေါက်တာကဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆွေးနွေးသွားမယ့်အကြောင်းပါပေါ့နော်ကလေးတယောက်ကဒီတာမန်အေးမိတာနဲ့အန္တရာယ်ရှိတဲ့အဆုတ်ရောင်တာနဲ့ဘယ်လိုခွဲခြားမလဲဆိုတဲ့အကြောင်းမျိုးဖြစ်ပါတယ်ပေါ့နော်ဒီဂျာတိကူးပြောင်းရောက်လာပြီဆိုရင်များသောအားဖြင့်ဒီကလေးတွေကဒီနှာသီးချောင်းသုံးတဲ့စိတ်ကမ်းမှာခဏခဏလာပြကြတယ်အဲ့တော့အဲ့ဒီအချိန်မှာကလေးတယောက်ကတချို့ကလေးတွေကြတော့တာမန်အေးမိတာပဲဖြစ်နေတတ်တယ်တချို့ကလေးတွေကြတော့အသက်အန္တရာယ်ရှိတဲ့အဆုတ်ရောင်ရောဂါဖြစ်နေတတ်တယ်ပေါ့နော်ကလေးတိုင်းကတော့စိတ်ကမ်းရောက်လာကြတာမဟုတ်ပါဘူးအိမ်မှာနေမဲ့သူ့ဘာသူချောင်းစိုးပြောက်ဆေးတွေဝယ်တိုက်တာကြိတ်ကူကြရရှိတယ်ပေါ့နော်ဒါကြောင့်မလို့မိဘအိမ်နေနဲ့ပေါ့နော်ဒီဗီဒီယိုကိုကြည့်မိတယ်ဆိုရှင်အဲ့ဒီကလေးတယောက်ကတာမန်အေးမိတာလားတကယ်လို့ဆရာဝန်ရောမဖြစ်မနေပြတဲ့နှာသီးချောင်းဆိုတာမဟုတ်ဘဲနဲ့ဒီအဆုတ်ရောင်ရောဂါဖြစ်တာလားဆိုတော့ကောင်းကောင်းခွဲခြားသိသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ဗီဒီယိုလေးစလိုက်အောင်နော်ကိုကျမ်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပဲဖြစ်ဖြစ်စေကန်းလာပြီးတော့ဆွေးနွေးခြင်းနဲ့ဆွေးနွေးဖြစ်ဖြစ်ဖုန်းနံပါတ်3993935939ကိုဆက်သွယ်ပြီးတော့မနက်၈နာရီကနေပြီးညနေ6နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်အဲ့တော့ဒီအဆုတ်ရောင်တာနဲ့တာမန်အေးမိတာနဲ့ကွာခြားတာကိုကျွန်တော်ရင်ဆုံးရှင်းပြပေးပါမယ်အဆုတ်ရောင်တာတော့ common cold လို့ခေါ်တာပေါ့နော်ပုံမှန်လေးပဲ AC ပဲအပေါ်မှာရှိတဲ့နှာခေါင်းတွေလေချောင်းတွေမှာပိုးဝင်တယ်များသောဖြစ်တော့များသော virus ပိုးဝင်တာများတယ်ပေါ့နှာစီးတဲ့နှာချီတဲ့ချောင်းတစ်ခါကျရင်စိုးမယ်လေချောင်းနာတွေပါရှိမယ်ပေါ့နော်အဖျားလဲငုံငုံဖြားရင်ဖြားမယ်ပေါ့ဗျာဒါပေမဲ့ကလေးကလန်းတယ်သူကကောင်းကောင်းမွန်မွန်နဲ့ကစားနိုင်တယ်စားနိုင်တယ်နို့လည်းကောင်းကောင်းစုပ်နိုင်တယ်ပေါ့နော်မမိန်နေဘူးအဲ့လိုမျိုးဆိုရင်ဒါပုံမှန်ဒီတာမန်အေးမိတာပဲဘာမှပြဿနာမရှိဘူးဒါပေမဲ့ကလေးတယောက်ကပေါ့နော်ဒီအောက်ကဒီအဆုတ်ထဲကိုမှပိုးဝင်သွားတာပဲဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုအဆုတ်ရောင်ယောဂါလို့ခေါ်တယ်နမိုးနီးယားလို့ခေါ်တယ်အဲ့ကောင်လေးဆိုရင်တော့အန္တရာယ်ကြီးတယ်အဆုတ်ထဲမှာဗတီးယားပိုးတွေဝင်သွားနိုင်တယ်အဲ့ဒီကနေစဉ်အဆုတ်မှာပီတေတာတွေအရည်တွေဝိုင်းတာတွေအသက်ရှူကျက်တာတွေပေါ့နော်ရှူးရှူးနဲ့မိတာတွေအဲ့ဒါအများကြီးဖြစ်နိုင်တယ်အဖျားကြီးကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကွာခြားချက်ကဘာလဲဆိုလို့ရှိရင်ခုနကကလေးကြတော့လမ်းတယ်သူကကြတော့မလန်းဘူးမိန်နေမယ်နှုတ်ကောင်းကောင်းမဆိုးဘူးအသက်ရှူတဲ့အခါမှာလည်းခက်ခဲလာမယ်ပေါ့နော်ပြီးတော့ရှူးနဲ့អော်လာမယ်ချောင်းဆိုးတာလည်းတော်တော်ဆိုးလာမယ်ချောင်းဆိုးတဲ့အခါမှာဒီခွေးအောင်တယ်လို့ချောင်းဆိုးရမှာတခါကျရင်ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးခွာခြားချက်ရှိပါတယ်ပေါ့နော်အဆုတ်ကကောင်းကောင်းအလုံးလုံးနေတဲ့အခါမှာနောက်ဆုံးမှာကလေးကလုံးဝ fast breathing လို့ခေါ်တဲ့အသက်ရှူရလည်းအရမ်းမြန်လာမယ်တကယ်လို့အချိန်မီဆေးရုံမတင်နိုင်ဘူးအချိန်မီဆေးရုံဆေးကမပြနိုင်ဘူးအဲ့ကလေးကအသက်အန္တရာယ်ရှိပါတယ်ဒါကြောင့်မလို့ကိုယ်ကလေးကဒီနှာသီးချောင်းဆိုးဖြစ်ပြီဆိုတာ ਨੇ တာမန်လားဒါမှမဟုတ်ရှင်အရေးကြီးတဲ့အဆုတ်ရောင်ကလားဆိုတော့ခွဲခြားသိနိုင်ဖို့အရေးကြီးပါတယ်ဒီတော့ဒီတာမန်အေးမိတာနဲ့အဆုတ်ရောင်တာနဲ့ခွဲခြားဖို့ဆိုရင်ဘာလို့မလဲအသက်ရှူနှုန်းကိုရည်တွက်ဖို့တွေ့ပေါ့နော်အဲ့တော့အသက်ရှူနှုန်းရည်တွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ WHO ပေါ့နော်ကမ္ဘာ့ကျန်းမာရေးကပြဋ္ဌာန်းထားတဲ့အသက်ရှူနှုန်းပမာဏကိုကျွန်တော်ရေလုံးရှင်းပြချင်ပါတယ်နှစ်လအောက်ကလေးမှာဆိုလို့ရှိရင်10မိနစ်မှာအသက်ရှူနှုန်း60ကျော်ရင်အသက်ရှူနှုန်းမြန်တယ်အဆုတ်ရောင်တာတန်လျာရှိနိုင်တယ်ပေါ့လို့သတ်မှတ်တယ်နှစ်လနဲ့တစ်နှစ်ကြာမှဆိုလို့ရှိရင်တော့ဒီအသက်ရှူနှုန်း90အထက်ဆိုရင်ဒါအသက်ရှူနှုန်းမြန်လို့သတ်မှတ်တယ်ပေါ့နော်တစ်နှစ်နဲ့9နှစ်ကြာဆိုရင်အသက်ရှူနှုန်းက10မိနစ်ကို40ကျော်ရင်အသက်ရှူနှုန်းမြန်လို့သတ်မှတ်တယ်ပေါ့အဲ့တော့ကျွန်တော်ရီမယ်ပေါ့ရီမယ်ဆိုတဲ့ခါကျရင်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ကလေးတယောက်ကိုလုံးဝသူငိုတဲ့အချိန်တွေနောက်ဆက်ကစားနေတဲ့အချိန်တွေနှိုးဆိုတဲ့အချိန်တွေမှာလုံးဝသွားရည်လို့မရဘူးအဲ့ဒီအချိန်မှာဆိုရင်ရေတွက်တာမှားရွေးမိနိုင်တယ်ပေါ့နော်အဲ့တော့အေးစင်းနဲ့သူအဲ့ဒီတက်ကိုပုံမှန်ရှူနေတဲ့အချိန်မှာအင်ကြီးတေချာလှတ်ထားမယ်လှတ်ထားပြီးတော့တေချာကြီးရမယ်ပေါ့နော်အသက်ရှူနှုန်းကြီးတဲ့အချိန်မှာအဲ့ဒီသူ့ရင်ဘက်ကချက်မောက်သွားတယ်မောက်သွားပြီးအောက်ကိုပြန်နှိပ်ကြတယ်အဲ့တော့တစ်ခါအပေါ်မောက်တာကိုတစ်ချိန်အောက်ကိုဆင်းတာတစ်ချိန်မဟုတ်ဘူးနော်ရှူသွင်းတယ်ရှူထုတ်တယ်နှိပ်တယ်မြင့်နေအောင်မှတစ်ချိန်နှိပ်တယ်မြင့်နေအောင်မှတစ်ချိန်အဲ့လိုယူရမှာပေါ့နော်ပြီးတော့အဲ့လိုကြီးတဲ့အခါကျလို့ရှိရင်လေကလေးကိုပေါ့နော်ဒီ10မိနစ်အပြည့်ကြီးရမယ်တချို့ကြတော့10မိနစ်အပြည့်မဟုတ်ဘဲနဲ့ပေါ့နော်ဒီစက္ကန့်15စက္ကန့်ကြီးပြီး4နဲ့မြောက်တာတော့30စက္ကန့်ကြီးပြီး10နဲ့မြောက်တာတော့အတီးအဲ့လိုလုပ်လို့မရဘူးနှလုံးကုန်လုံးမှာတော့လုပ်လို့ရရင်ပဲဒီအသက်ရှူနှုန်းကြတော့ပုံမှန်မမှန်တဲ့ခါကျတော့10မိနစ်ပြည့်ကိုတေချာ60စက္ကန့်ပြည့်ကိုတေချာနဲ့ရည်တွက်ဖို့လိုရပေါ့နော်အဲ့လိုရည်တွက်ပြီးသွားပြီဆိုကျွန်တော်တို့ကအဖြေဖတ်တော့မှာပေါ့ဒါဆိုကျွန်တော်နမူနာလေးပြပြပါကိုကလေးက9လသားဆိုတော့2လနဲ့တစ်နှစ်ကြာရွယ်အသက်ရှူနှုန်းညီလိုက်တော့55ရှိနေတယ်အဲ့တော့2လနဲ့တစ်နှစ်မှာဆိုရင်90ကျော်ရင်တက်ကျွန်တော်မြန်တယ်လို့ WHO သတ်မှတ်ထားတယ်ဒါတော့55ဆိုတက်ကျွန်တော်မြန်နေပြီဒါဆိုရင်ဆရာဝန်နဲ့ပြပြီးတော့လိုအပ်တဲ့ကုသမှုခံယူဖို့လိုအပ်လာပြီပေါ့နော်ကိုကလေးက3နှစ်သားရည်လိုက်တော့35ဆိုတော့ဒီတစ်နှစ်နဲ့9နှစ်ကြာဆိုရင်40အောက်ဆိုရင်ပါမန်သတ်မှတ်တယ်ဆိုတော့40အောက်ဆိုအဆင်ပြေတယ်ဘာမှပြဿနာမရှိဘူးပါမန်အေးမိရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရည်တွက်လို့ရပါတယ်အဲ့တော့အသက်ရှူမြန်တာပြင်ပေါ့နော်ဆေးရုံအမြန်ဆုံးပို့ရမယ် reflex sign လို့ခေါ်တဲ့အရေးပေါ်လက္ခဏာတွေလည်းရှိပါသေးတယ်အဲ့ဒီအရေးပေါ်လက္ခဏာ၄ခုကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့ဘာတစ်ခုကတော့ရင်ဘတ်ခြိုက်ဝင်တာပေါ့အဲ့တော့ကလေးကတက်ရှူတဲ့အချိန်မှာဒီဘက်နံရိုးအောက်မှာအရေပြားလေးကအောက်ကိုခြိုက်ဝင်သွားပြီဆိုရင်အသက်ကိုပြင်းပြင်းထန်ထန်နဲ့သူရှူနေရတယ်အရင်ခက်ခဲရှူနေရဆိုတော့ဒီပဲအဲ့လိုမျိုးဒါကိုကျွန်တော်က chest indrawing လို့ခေါ်တယ်အဲ့ဒါတွေ့ပြီဆိုရင်တေချာပေါက်ဆေးရုံပြရမယ်ကလေးဒီအချိန်မီဆေးသွင်းဖို့လိုအပ်နေပြီပေါ့နော်
နောက်တစ်ခုကတော့နှာခမ်းနဲ့လက်သေးကွန်တွေပြနှန်းလာတယ်အဲ့ဒါကျွန်တော် cyanosis လို့ခေါ်တယ်အဲ့ဒါဒီအောက်ဆီဂျင်ကောင်းကောင်းမရောက်တော့ပြတယ်အဲ့ကလေးတွေလည်းအမြန်ဆုံးအောက်ဆီဂျင်ပေးဖို့လိုအပ်နေပြီဆေးရုံတင်ဖို့လိုအပ်နေပြီပေါ့နော်အဲ့ဒါကိုပြနေတယ်နောက်တစ်ခုကတော့ကလေးကအသက်ရှူတဲ့အချိန်မှာဖြစ်ဖြစ်ချောင်းဆိုးတဲ့အချိန်မှာဖြစ်ရှူနဲ့ကိုအပြင်ကနေကြားနေရတာချောင်းဆိုးရင်လည်းဒီခွေးဟောင်တို့ချောင်းဆိုးတာမျိုးလည်းစိုးနေပြီဆိုရင်လည်းအဲ့ကလေးဒီဆေးရုံဆေးကံကိုအမြန်ဆုံးပြဖို့လိုလာပြီဖြစ်နိုင်တော့ဆေးရုံတန်းနေဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့လုံးဝမစိုးနိုင်တာလေမှိန်းနေတာဖြစ်ပြီဆိုတော့ဒေကြတဲ့ကလေးတွေမကြခင်လုံးဝအနေရရှိတဲ့အနေအထားကိုရောက်တော့မယ်အဲ့ဒါဆိုရင်အသက်အန္တရာယ်ပြောင်းဆေးရုံအမြန်ဆုံးပြဖို့လိုအပ်ပါတယ်ပေါ့နော်ကဲအဲ့တော့နောက်ဆုံးပါအောင်နော်ဒီမေမေတွေမေးများတဲ့မေးခွန်းလေးနဲ့ကျွန်တော်ဒီကုန်းချုပ်ပြပါမယ်ပေါ့နော်အဲ့တော့မေမေတွေမေးများတဲ့မေးခွန်းကဘာလဲဆိုတော့ပန်ကာလေးခံလို့ရှိရင်တဲ့အဲ့လိုမျိုးနှာသီးချောင်းစိုးအဲ့လိုအေးမိတာပေါ့နော်ဘလောကပိုးဝင်တာဖြစ်လာပေါ့အဲ့တော့ပန်ကာလေးခံလို့ရှိရင်တော့ကလေးကဘာဖြစ်လဲဆိုတော့အသက်ယူလမ်းကြောင်းမှာ6တွေ့ရတော့ဖြစ်တယ်ပေါ့ဗျာအေးမိတာပူလို့တယ်ပေါ့ဒါပေမဲ့ပန်ကာလေးကြောက်တော့ယောဂပူတိုင်းရဝင်တာတော့မရှိပါဘူးအဲ့ဒါလေးကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျွန်တော်ဗာလဲဆိုလို့ရှိရင်ကိုယ့်သဘောနဲ့ကိုဒီဆေးချောင်းစိုးပြောက်ဆေးတွေပါဝယ်တိုက်တာအဆင်ပြေလားပေါ့အဲ့တော့ချောင်းစိုးပြောက်ဆေးတွေပဋိသီလဆေးတော်တော်များများဒီဆရာဝန်ညွှန်ကြားချက်နဲ့ညီတောက်ရတာဖြစ်ပါတယ်အဲ့တော့ဆရာဝန်နဲ့ဝေးတဲ့နေရာမှာပြဿနာမရှိဘူးဒါပေမဲ့ဆရာဝန်နဲ့နီးတဲ့နေရာမှာဖြစ်ခဲ့မယ်ဆိုတော့ဆရာဝန်ညွှန်ကြားချက်နဲ့အညီပဲချောင်းစိုးပြောက်ဆေးတွေပဋိသီလဆေးတွေတောက်ပါလို့ကျွန်တော်ကပြောရင်းနဲ့ပဲဒီဗီဒီယိုညီကိုချုပ်လိုက်ပါတယ်ဒီဗီဒီယိုကြီးရဲ့မိဘအိမ်နေပေါ့နော်ကိုကလေးတယောက်နှာသီးချောင်းစိုးဖြစ်ပြီဆိုရင်တာမန်နှာသီးချောင်းစိုးအေးမိတာလားအဆုတ်ရောင်ယောဂလားဆိုတာကိုခွဲပြားသိပြီလို့လည်းပြောနေပါတယ်ကလေးတယောက်ပေါ့နော်ဒီအသက်ရှူနှုန်းကိုလည်းတေချာနဲ့တိုင်းတာပြီးတော့ကိုကလေးအသက်ရှူနှုန်းမြန်နေလားနှင်းနေလားဆိုတာလည်းကောင်းကောင်းသိမယ်လို့ပြောနေပါတယ်ပြီးတော့ reflex sign တွေလည်းသိပြီးတော့ဆေးရုံဆေးကံဘယ်ချိန်မှာပြမယ်ဆိုတာလည်းကောင်းကောင်းသိသွားကြပြီလို့ပြောနေပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်ရတဲ့လူတွေပေါ့နော်အကျိုးစုံတွေကရှိရဆိုရင် comment မှာ just လို့မှတ်ခဲ့ပေးပါဦးမေးစရာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်အားရချိန်တိုင်း reply မျိုးနဲ့ပြန်လည်ဖြေပေးပါမယ်ဒီလိုဗီဒီယိုလေးကိုကျွန်တော်တို့ပပမ channel ကနေအများနဲ့တင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ပပမ channel လေးကိုအများနဲ့စောင့်မျှော်အားပေးကြပါလို့ပြောနေပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ပပမ channel မှာကျမရဲ့ဘူးစရာတွေအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုကြရင်ပြန်ဆောင်ကြမယ်နော်